မင်္ဂလာပါဗျာအခုတင်မြင်နေရတဲ့ဗီဒီယိုမျိုးတွေ Google V3 နဲ့ဖန်တီးထားတာဖြစ်ပြီးအခုဆိုရင်လုံးဝကို virus လိုပြတ်နေတာပဲနော်အဲနဲ့လောက်ထားမှန်းမသိနိုင်တော့အောင်လက်တွေ့ဆန်တာကြောင့်တန်းနဲ့ချီတဲ့ကြည့်ရှုမှုတွေရရှိနေပါတယ်ဒီလိုဗီဒီယိုတွေမြင်ပြီးကိုလည်းဒီနည်းပညာကိုသုံးရမယ်လို့တွေးမိမှာပါ Google V3 ကိုမသုံးရင်ခေတ်နောက်ကျနေပြီလို့တောင်ခန်းစားရနိုင်ပါတယ်ဒါပေမဲ့လက်တွေ့အခြေအနေကိုပြန်ကြည့်တော့ဘာသုံးကတစ်လကိုဒေါ်လာ250ကျော်ကုန်ကြပြီးအမေရိကန်ပြည်ထောင်စုမှာပဲရနိုင်တာကိုတွေ့ရပါတယ်ဒါဆိုကျွန်တော်သာ Google View 3ကိုလုံးဝအခမဲ့အသုံးပြုနိုင်တယ်လို့ပြောရင်ရောကျွန်တော်ဆိုဒီလိုလက်တွေ့ဆန်တဲ့ဗီဒီယိုတွေကို Google View 3ရဲ့ Video Generator ထဲမှာလုပ်ခဲ့တာဘာမှပေးစရာမလိုခဲ့ပါဘူးကျွန်တော်ကအမေရိကန်မှာတောင်နေတာမဟုတ်ပါဘူးဗျာဒီဗီဒီယိုမှာတော့ Google View 3ကိုဘယ်လိုအခမဲ့အသုံးပြုရမလဲဆိုတဲ့ကျွန်တော်ရဲ့တိကျတဲ့နည်းလမ်းကိုပြသသွားမှာပါဒီနည်းလမ်းမှာအဓိကအရေးကြီးတဲ့အချက်နှစ်ချက်ရှိတာကြောင့်တည်တည်ချာချာလိုက်နာဖို့လိုပါတယ်Google က VPN အသုံးပြုမှုတွေကိုထောက်လှမ်းပြီးပိတ်ဆို့ရမှာတော်တော်လေးကိုကောင်းမွန်လာပါတယ်။ဒါကြောင့်ဒီနည်းလမ်းအတွက်ယုံကြည်စိတ်ချရတဲ့ VPN တစ်ခုလိုအပ်ပါတယ်။သင်ရဲ့ VPN ကို install လုပ်ပြီးပြီဆိုရင် American ပြည်အောင်စုက server တစ်ခုခုကိုချိတ်ဆက်လိုက်ပါကျွန်တော်ကတော့မြန်ဆန်ပြီးယုံကြည်စိတ်ချရတဲ့ server တစ်ခုကိုအများအားဖြင့်သုံးပါတယ်။ Google က Google Live Pro Student Plan ဆိုတာကိုပေးထားပါတယ်။အဲ့ဒီ plan ကစစ်မှန်တဲ့ကျောင်းသားတွေကိုသူတို့ရဲ့ premium iTunes တွေအားလုံးကို15လတာလုံးအခမဲ့အသုံးပြုခွင့်ပေးထားပါတယ် View 3လည်းပါဝင်ပါတယ်ဒါပေမဲ့ဘယ်သူမှမပြောပြသေးတဲ့အချက်ကတော့ American တက္ကသိုလ်မှာကျောင်းတက်နေဖို့မလိုပါဘူးကျွန်တော်တို့က Template လို့ခေါ်တဲ့ဝန်ဆောင်မှုကိုသုံးပါပါအဲ့ဒီဝန်ဆောင်မှုကယာယီပညာရေးဆိုင်ရာ email လိပ်စာတွေကိုထုတ်ပေးပါတယ် Template ကိုတွားပြီး Node.js ကိုဆက်သွယ်ထားစေဖြစ်ကြောင်းတေချာပါစေတင်နှစ်သက်တဲ့ username ကိုရိုက်ထည့်လိုက်ပါစနစ်ကနေ Google ကကျောင်းသားအတည်ပြုချက်အတွက်လိုအပ်တဲ့ email နဲ့အဆုံးသတ်တဲ့ယာယီ email လိပ်စာကိုထုတ်ပေးပါလိမ့်မယ်ဒီ email လိပ်စာကိုကူးယူပြီး Google Live Pro Student Sign Up Page ကိုတွားပါတင်ကူးယူထားတဲ့ယာယီ .edu email ကိုထည့်သွင်းပြီး verify ကိုနှိပ်လိုက်ပါ Google က verification code ကိုဒီယာယီ email လိပ်စာစီပို့ပေးပါလိမ့်မယ်Template ကိုပြန်သွားပြီး page ကို refresh လုပ်လိုက်ပါ Google ကပို့ထားတဲ့ verification email ကိုတွေ့ရပါလိမ့်မယ်code ကိုကူးယူပြီး Google ရဲ့ verification form ထဲမှာပြန်ကူးထည့်လိုက်ပါအရာအားလုံးမှန်ကန်စွာလုပ်ဆောင်ပြီးပြီဆိုရင် You're eligible for Google Live Pro Student Discount ဆိုတဲ့ message ကိုတွေ့ရပါလိမ့်မယ်ဒီနေရာကတခြား tutorial တွေအမှားယွင်းဖြစ်တတ်တဲ့အပိုင်းမှာ Google က verification အတွက် payment method ထည့်ခိုင်းပါလိမ့်မယ်စိတ်မပူပါနဲ့သူတို့က15လအခမဲ့ကာလအတွင်းဘာမှကောက်ခံမှာမဟုတ်ပါဘူးဒါပေမဲ့ valid ဖြစ်တဲ့ code တစ်ခုတော့လိုအပ်ပါတယ်ဒီနေရာမှာအရေးကြီးတဲ့အချက်ကတော့လူအများစုသတိမထားမိတာပါသင်ရဲ့ကိုယ်ပိုင် card နဲ့တကယ်နာမည်ကိုအသုံးပြုနိုင်ပါတယ်ဒါပေမဲ့ US address နဲ့ zip code ကိုတော့အသုံးပြုဖို့လိုပါတယ်ဒီအတွက် fake name generator come website ကိုအသုံးပြုဖို့အကြံပြုချင်ပါတယ် website link ကိုအောက်က description မှာကြည့်ပါပြီးရင်အဲ့ဒီ US address ကိုသင်ရဲ့ကိုယ်ပိုင် card detail နဲ့နာမည်နဲ့အတူအသုံးပြုလိုက်ပါဒါကဘာလို့အလုပ်ဖြစ်လဲဆိုတော့ Google က address form မှန်ကန်မှုရှိမရှိပဲစစ်ဆေးတာပါသင်အဲ့ဒီမှာတကယ်နေထိုင်လားဆိုတာမစစ်ဆေးပါဘူးသင်အကောင့်အတည်ပြုပြီးတာနဲ့ Gemini Pro interface ထဲကိုရောက်သွားပါလိမ့်မယ်Gmail မှာဗီဒီယိုတွေဖန်တီးနိုင်ပေမဲ့တကယ်စွမ်းအားကတော့ Google Labs မှာပါ Google Labs ကသင်ကိုထိန်းချုပ်မှုပိုပေးပြီး generation limit တွေပိုများပါတယ်ဒါကြောင့် Google ကိုသွားပြီး Google Labs လို့ရှာလိုက်ပါအသစ်ဖန်တီးထားတဲ့အကောင့်နဲ့ sign in လုပ်ပါ welcome message ကိုတွေ့ရပါလိမ့်မယ် get started ကိုနှိပ်ပြီး new project ကိုနှိပ်လိုက်ရင် main video generation interface ကိုရောက်ရှိပါပြီဒီနေရာကတော့မှော်ဆန်တဲ့နေရာပါဒီနေရာမှာပဲသင်ကအမခန့် AI ဗီဒီယိုတွေကိုဖန်တီးရမှာပါ
ဒီနေရာမှာလူအများစုလွဲချော်နေတဲ့အရေးကြီးတဲ့ setting တစ်ခုရှိပါတယ် settings tab ကိုတွားပြီး outputs per prompt ကိုနှစ်ကနေတစ်ခုပြောင်းလိုက်ပါဒါကသင်ရဲ့ credit တွေကိုပုံမသက်သာစေမှာပါပိုအရေးကြီးတာကတော့ view 3 quality ကိုရွေးချယ်ဖို့တေချာပါစေဒါကတကယ် view 3 model ပါအခုလက်ရှိမှာ view 3 faster ဆိုတဲ့အဖြစ်လည်းရှိပါတယ် quality version က credit 100ယူပြီး faster ဖြစ်ကတော့ credit 20ပဲယူပါတယ် quality ကွာခြားချက်ကတကယ်ကိုတန်ဖိုးရှိပါတယ်သင်ရဲ့အခမဲ့ student account နဲ့ဆိုရင်တစ်လကို credit 1000ရရှိမှာပါဆိုလိုတာကတော့တစ်လကိုအရေးသွေးမြင့် view 3 video 10ခုကိုအခမဲ့ဖန်တီးနိုင်ပါတယ်ဒီလိုပဲကျွန်တော် Google 3ကိုအခမဲ့ရရှိခဲ့တာပါအခုတင်လဲလုံနိုင်ပါပြီအဆင့်တွေကိုလိုက်နာပြီး resources တွေကိုစစ်ကြည့်လိုက်ပါတင်ကအဆင့်မြင့်ဆုံး NVIDIA နည်းပညာတွေကိုလုံးဝအခမဲ့အသုံးပြုနိုင်ပါလိမ့်မယ်တင်ပါတွေဖန်တီးနိုင်တယ်ဆိုတာသိချင်မိပါတယ်တင်ရဲ့ video စိတ်ကူးတွေကို comment မှာရေးသွားနိုင်ပါတယ်ခက်ခဲတွေရှိရင်လည်းကျွန်တော်ကိုပြောပါကူညီပေးဖို့ဝမ်းမြောက်မိပါတယ်